မင်္ဂလာပါခင်ဗျာဒီနေ့ Astro Vibe Channel က Aries မိတ္တရာရာသီဖွားတွေနဲ့ပတ်သက်တဲ့အကြောင်းကိုစုံလွန်စွာပြောပြပေးသွားမှာဖြစ်ပါတယ်မိတ္တရာရာသီဟာနေအဖွဲစည်းရဲ့အမှတ်အသားအရတူထီ The Ram ကိုစားပြုပြီးရာသီခွင်အားလုံးရဲ့ကလေးငယ်သို့မဟုတ်အစပြုသူလို့သတ်မှတ်ကြပါတယ်အခြေခံအချက်လက်အားဖြင့်သင်္ကေတတူထီဥကြိုဓာတ်တဘာဝမီးဓာတ် fire element တက်ကြွခြင်းပူပြင်းခြင်းစွမ်းရည်ရှိခြင်းတို့ဖြစ်ပါတယ်အစိုးရတဲ့ဂျိုအင်္ဂါဂျို Mars စစ်နက်ဖျားဂျိုဖလို့ရဲရင်ချင်းနဲ့တိုက်ခိုက်လို့စိတ်ကိုပေးပါတယ်အယောင်အနေနဲ့အနီရောင်စွမ်းရည်နဲ့တက်တီကိုဖော်ဆောင်ပါတယ်ပင်ကိုစရိတ်လက္ခဏာများ personality တွေကတော့မိဖုရားရာသီဖွားတွေဟာငါရှိသည်ဆိုတဲ့စောင့်ဖို့တိုင်းမိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိသူတွေပါရှေ့ဆောင်လမ်းပြသူဘယ်အရာမဆိုပထမဆုံးစလို့ရတာကိုဝါသနာပါပါတယ်နောက်လိုက်လို့ရတာထက်ဥဆောင်ရတာကိုပိုနှစ်သက်ပါတယ်ပွင့်လင်းယူသားခြင်းသူတို့ဟာလှည့်ပတ်ပြောဆိုခြင်းမရှိဘဲတဲ့ပြောတတ်ကြပါတယ်စိတ်แท้ရှိတာအပြင်ထုတ်ပြောတတ်လို့တခါတလေတစ်ဖက်လူကိုထိခိုက်စေနိုင်ပေမဲ့စိတ်ပုတ်မရှိကြပါဘူးစွမ်းရင်အပြည့်ရှိခြင်းအမြဲတမ်းတက်ကြွနေပြီးအလွန်တစ်ခုကိုအာသွန်ခွန်ဆိုင်လုပ်တတ်ပါတယ်ပြင်းရီမြေတာကိုအမုန်းဆုံးပါကောင်းကျိုးနဲ့အားသာခြင်းများအနေနဲ့ကတော့တက်တိရှိခြင်းဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆိုမကြောင်မရွံ့ရင်ဆိုင်ရဲပါတယ်အကောင်းမြင်ဝါဒဘလောက်ပဲရှုံးနှိမ်ပါစေပြန်ထပြီးအစ်စ်ကပြန်စနိုင်တဲ့စိတ်သက်ရှိပါတယ်သစ္စာရှိခြင်းမိတ်ဆွေအပေါင်းအသင်းနဲ့ချစ်သူအပေါ်မှာအလွန်သစ္စာရှိပြီးကာကွယ်ပေးတတ်ပါတယ်စိုးကြိုးနဲ့အားနည်းချက်များအနေနဲ့ကတော့စိတ်တိုးလွှဲခြင်းမိဓာတ်ဖြစ်တဲ့အတွက်ဒေါသဟာဘုံပေါက်သလိုရုတ်တရက်ထွက်လာတတ်ပါတယ်ဒါပေမဲ့အညူအတေးမထားပဲခဏနေရင်ပြန်အေးသွားတတ်ပါတယ်စိတ်မရှိခြင်းရလတ်ကိုချက်ချင်းလိုချင်ကြပါတယ်။စောင့်ဆိုင်းရတာကိုလုံးဝတီးခံနိုင်ပါဘူး။ဇွတ်တရတ်နိုင်ခြင်းတခါတလေဘေးပဲညာမကြည့်ပဲဇွတ်တိုးလုတ်တတ်လို့အမှားယွင်းကြုံရတတ်ပါတယ်။အခြေရေးနဲ့လူမှုရေးအနေနဲ့ကတော့ချစ်ပြီးဆိုရင်လဲပြင်းပြချစ်တတ်ပါတယ်။အခြေရေးမှာစိတ်လှုပ်ရှားစရာတွေကိုရှာဖွေနေသူပါ။လိုက်ဖက်သောယာဒီများကတော့သိယာဒီLeo ဓနုရာသီ Sagittarius တို့နဲ့အလွန်လိုက်ဖတ်ပါတယ်။ရရယာနဲ့အကြံပြုချက်အနေနဲ့ကတော့အကယ်၍မိတ္တရာရာသီဖွားတယောက်အနေနဲ့စိတ်တိုးလွဲလို့အစင်မပြေနေရင်ဒါမှမဟုတ်အညံ့ကြုံနေရင်အင်္ဂါနေ့တိုင်းဖျားမှာအနီရောင်ရှိတဲ့ပန်းဥပမာနှင်းစေအနီကိုးပွင့်ကတ်လူပါရေများတောက်ပါမိဓာတ်ပြင်းသူဖြစ်လို့ခန္ဓာကိုယ်နဲ့စိတ်ကိုအေးမြစေဖို့ရေများတောက်တာကဇရိတ်ကိုထိမ့်ညိုက်ပေးတယ်လို့ဆိုပါတယ်တက်လွတ်စားပါအင်္ဂါနေ့ထဲမှာတက်လွတ်စားခြင်းဟာအင်္ဂါဂျိုရဲ့စိုးကြိုးထံကိုရော့ပါစေတယ်လို့ဆိုပါတယ်စောင်းရံအနေနဲ့အနီရောင်သို့မဟုတ်ရွှေရောင်ကိုအားကိုးပါအကြံပြုချက်အနေနဲ့ကတော့မိတ်ဆွေဟာမိတ္တရာရာသီဖွားဆိုရင်မိတ်ဆွေရဲ့အမြန်နှုံးကိုတတိနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်လောကမှာဘယ်သူမှလိုက်မမီတဲ့အောင်မြင်သူဖြစ်လာမှာပါဗျာအစားအရာအစင်ပြေလို့ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေလို့စံတာပြုလိုက်ပါတယ်နော်